ပရိသတ်များစောင့်မျှော်နေကြတဲ့ Premier League ပွဲစဉ်25အသင်းကြီးထိပ်တိုက်တွေ့ဆုံတဲ့ Manchester United နဲ့ Tottenham အသင်းကတော့မြန်မာစံတော်ချိန်9နာရီမှာ Old Trafford မှာရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။ Man U အသင်းအနေနဲ့ Tottenham စပါးကိုမနိုင်တာတော်တော်လေးကြာခဲ့ပါပြီ။နောက်ဆုံးကျွန်တော်ပြောရမယ်ဆိုရင် Ronaldo ရှိတဲ့အချိန်ဆိုရှယ်နီးပြကြီးဆိုရှယ်လက်အောက်မှာ Manchester United အသင်းက Tottenham ကိုအင်ကွင်းမှာအမှောက်သိပ်ခဲ့တဲ့အချိန်ကိုကျွန်တော်တို့သတိရမယ်လို့ထင်ပါတယ်။ကျွန်တော်လည်းအရန်သတိရခဲ့ပါတယ်။အဲဒီအချိန်မှာ Ronaldo က hat-trick သွင်းပြီးတော့ပြိုင်ပွဲကိုအနိုင်ယူခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်။ကဲပဲဒီနှစ်သင်းဟာအကျိတ်အနေရှင်ပြိုင်ကစားတတ်တဲ့အသင်းဖြစ်ပါတယ်။အထူးသဖြင့် Old Trafford မှာဘယ်လိုရှင်ပြိုင်မှုတွေနဲ့ရှင်ပြိုင်လာမလဲဘယ်လိုအနိုင်ယူမှုတွေရှိမလဲဆိုတာကိုတကယ်စိတ်ဝင်စားစရာကောင်းတဲ့အနေအထားဖြစ်ပါတယ်။အထူးသဖြင့်တော့ Man U အသင်းအနေနဲ့နိုင်ပွဲဆက်နေတဲ့ကာလမှာဆက်လက်ပြီးတော့ဒီပွဲဟာတကယ်ကိုအာယုံစိုက်ရမယ့်အချိန်ဖြစ်ပါတယ်။အသင်းကြီးတွေနိုင်ပြီးတော့အသင်းလက်တွေမနိုင်တဲ့အခြေအနေမျိုးအသင်းငယ်တွေကိုခြေချော်သွားတာမျိုးဖြစ်မဲ့အနေအထားဖြစ်မဲ့နီးပြကြီးကားတဲ့ကိုလည်းဝေဖန်မှုတွေမြင့်တက်လာမှာဖြစ်တဲ့အတွက်အားဆက်ရမယ့်အနေအထားဖြစ်ပါတယ်။ Manchester United အနေနဲ့ဒီပွဲသာအနိုင်ယူမယ်ဆိုရင်ကျန်တဲ့ပွဲတွေအတွက်တကယ်ကို confidence ရှိနဲ့ရှစ်ဆက်သွားနိုင်ဖွယ်ရန်အတွက်တကယ်ကိုအလားအလာကောင်းတဲ့အနေအထားဖြစ်မှာဖြစ်ပါတယ်။အထူးသဖြင့်တော့ဒီညမှာကျွန်တော်တို့ Manchester United အနေနဲ့ဒီပွဲဟာတကယ်ကိုအာရုံစူးစိုက်ရမယ့်ပွဲဖြစ်ပါတယ်။နိုင်ကိုနိုင်ရမယ့်ပွဲလည်းဖြစ်ပါတယ်။ Manchester United အနေနဲ့တင်းကြီးတွေဖြစ်တဲ့ Manchester City, Arsenal, Fulham တို့လိုအသင်းကိုကောင်းကောင်းရှင်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကိုပရိသတ်တွေကိုချပြလာတဲ့အခါမှာတကယ်ကိုပရိသတ်တွေလက်ရှိအားရနေတဲ့အနေအထားဖြစ်ပါတယ်။ဒီအခြေအနေနဲ့သာကျွန်တော်သွားမယ်ဆိုရင် top 1, top 2, top 3ကျွန်တော်နေရာညှော်မှန်းလို့ရတဲ့အနေအထားဖြစ်ပါတယ်။ဘယ်သူမဆိုဒီအချိန်ကာလတွေအတွက်ညှာချစ်ခွင့်ရေးတွေရှိနေပါသေးတယ်။အခွင့်ရေးမပိတ်မချင်းအခွင့်ရေးရှိနေသေးတယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်သွားမယ်ဆိုရင်ဒီပွဲဟာကျွန်တော်တို့အတွက်တကယ်ကိုကောင်းမွန်တဲ့ပွဲဖြစ်မယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်။ Manchester United ပရိသတ်အနေနဲ့ဒီပွဲကိုအနိုင်ယူမလားရှုံးမလားဆိုတာကိုတစ်ချက်လောက်ကျွန်တော်တို့သုံးသပ်ကြရအောင်။နိုင်ဖို့ရန်အတွက် Old Trafford မှာ Glory Manchester United ဆိုတဲ့တချင်းတန်တဲ့အတူကျွန်တော်တို့အောင်ပွဲခံဖို့ရန်အတွက်ကျွန်တော်တို့တွေကြီးစုအားပေးဖို့ရန်အတွက် Manchester United အနေနဲ့ Are you ready ဆိုပြီးတော့ဒီကနေ့ကျွန်တော်ပြောချင်ပါတယ်။ We are red အနိုင်ကိုအနိုင်ယူရမယ့်ပွဲဖြစ်ပါတယ်။အားလုံးကြီးစုစောင့်စားဖို့ရန်အတွက်တူတကွအသင့်ဖြစ်ဖို့ရန်အတွက်ဖိတ်ခေါ်ချင်ပါတယ်။ Bye bye